ခြေလင်တက်တွေရဲ့တိုက်စွမ်းရည်တွေကကျနေပြီမဲ့သူတို့ရဲ့ထောက်လန်းရေးစက်ဝန်းကအခုချိန်ထိကောင်းမွန်စွာလဲပတ်နေတုန်းရှိတယ်လို့ကျွန်တော်တို့ခံမှန်းတွက်ချက်သုံးသပ်ရတယ်ပေါ့နော်စစ်ကောင်စီဟာတက်တွင်းမှာစနစ်တကျလေ့ကျင့်သင်တန်းပေးထားတဲ့သတင်းပေးတချို့တွေကိုတော်လိုင်းတပ်ဖွဲ့တွေအတွင်းစေလွတ်ထောက်လန်းမှုတွေရှိနေရလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကထုတ်ဖော်အသိပေးလိုက်ပါတယ်။ဒီသတင်းပေးတချို့တွေဟာတော်လိုင်းတပ်တွေရှိရာတပ်ဖွဲ့တရင်တွေစီကိုပုံစံမျိုးမျိုးနဲ့ဝင်ရောက်လာကြပြီးစစ်ဆေးတွေ့ရှိချက်အရအများစုဟာအသက်20ဝန်းကျင်အမျိုးသားမျိုးသမီးတွေဖြစ်တယ်လို့မတ်လ29ရက်နေ့ကထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒီကျွန်တော်တို့ကြီးညာချက်ထုတ်ပြန်ခဲ့တာဟာကျွန်တော်တို့ဒီဒေါ်လာရင်းတပ်ဖွဲ့တွေအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုံခြုံရေးစီမံတွေချမှတ်နိုင်အောင်ရည်ရွယ်ပြီးတော့ဒီကြီးညာခဲ့တာဖြစ်တယ်။ဒီစစ်ကောင်စီဘက်ကဒီတပ်ဖွဲ့ကိုစွန့်ခွာခဲ့တဲ့သူတွေကိုအသုံးချပြီးတော့ဗောနော်ဒီသတင်းပြန်နှံ့ခဲ့တဲ့လုပ်ငန်းတွေကြောင့်မို့ကျွန်တော်တို့ဒီထိချုပ်စုံမှုနယ်မြေတွေမှာဒီကြောင့်တက်ခိုက်မှုတွေပြုလုပ်ခံရတာရှိခဲ့တယ်။ဒီလေကြောင်းတက်ခတ်ခံရမှုတွေကြောင့်မို့အရသာပြည်သူတွေပြည်မဲ့ပြည်သူတွေဒီကတေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်ဒီသတင်းပေးတွေဟာတော်လိုင်းတပ်တွေအတွင်းသတင်းချက်လက်တင်နေရာတွေရယူတာတော်လိုင်းအင်အားစုတွေအကြားစီးလုံးမှုပြိုကွဲစေမဲ့လုပ်ငန်းစဉ်တွေလှုပ်ဆောင်တာတက်ပြေးမှုဖြစ်အောင်လှုံ့ဆော်တာနဲ့တပ်သားတွေရဲ့ကိုရေးကိုရာချက်လက်တွေကိုမေးမြန်းတောင်းဆိုတာတွေအပါအဝင်နည်းလမ်းမျိုးစုံနဲ့သတင်းရရှိဖို့လှုံ့ဆော်နေတာလို့သိရပါတယ်သူတို့အနေနဲ့ဘယ်လိုလုပ်လဲဆိုကျွန်တော်တို့အသက်အနေနဲ့ကျွန်တော်တို့ရဲ့ဒီတော်လိုင်းရဲဘော်တွေရဲ့အသက်အနေနဲ့ဒီကိုထိခိုက်လာနိုင်တဲ့အနေအထားတွေဆိုတော့ပေါ့နော်အထူးသဖြင့်ဒါလျှို့ဝှက်သတင်းပေါက်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့အဓိကအတွင်းကြကြတဲ့အတွင်းသတင်းတွေဒီကလှုပ်ဆောင်ရမယ်လှုပ်ဆောင်ချက်တွေပါထိခိုက်မှုတွေရှိလာတာပေါ့နော်ကျွန်တော်တို့ information တခုကိုပေးရတော့မယ်ပေးမယ်ဟေးဆိုဒီလူတယောက်ကဘယ်လိုလူမျိုးလဲဆိုတာတေချာစီစစ်ဖို့တော့လိုရလာပြီလို့တော့ကျွန်တော်တင်နေပြလူကြီးဆိုတိုင်းကိုယ့်ရဲ့လူဆိုတိုင်းကျွန်တော်တို့ယုံကြည်လို့ရတဲ့အနေထားမဟုတ်တော့ဘူးဆိုတဲ့အနေထားမျိုးလို့ဖြစ်လာပြီလို့ကျွန်တော်ထင်တယ်တော့ဒီသတင်းပေးတွေဟာသတင်းချက်လက်တွေကိုပုံစံအမျိုးမျိုးနဲ့ရယူစုဆောင်းပြီးတဲ့နောက်မှာတပ်ပြေးတွေဖြစ်တဲ့တပ်ဖွဲ့ကိုစွန့်ခွာသွားကြတယ်လို့လည်းဆိုပါတယ်ဒီသူတွေကိုစစ်ကောင်စီတပ်ဖွဲ့ကအရာရှိတွေကကြိုးကင်နေပြီးအနိကလမ်းညွှန်မှုတွေလှုပ်ဆောင်နေတာကိုစစ်စစ်တွေ့ရှိရတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်စစ်စင်းလုံခြုံရေးအင်မတန်မှအရေးကြီးတယ်။တက်တီတွေတက်စကန်နေရာတွေအရေးကြီးနေရာတွေအစည်းအဝေးလုပ်တဲ့နေရာတွေတက်စကန်ချတဲ့နေရာတွေတက်တီနေရာတွေမပေါက်ဘူးကအင်မတန်မှအရေးကြီးတယ်ဒါအသက်ပဲဘောနော်လုံခြုံရေးချိုးဖောက်မှုဟာခေါင်းဆောင်ပိုင်းတာဝန်ရှိသူတွေအစစ်အစင်ကြားမှာဘောနော်တရင်တပ်ဖွဲ့တွေမှာခေါင်းဆောင်တွေစင်နေကြမှာညီညွတ်စွာကုကဲအုပ်ချုပ်မှုမှန်ကန်စွာကုကဲအုပ်ချုပ်မှုလုံခြုံရေးပိုင်းဆိုင်ရာစနစ်တကျစင်ငယ်လိုက်နာကြီးကြပ်မှုကခေတ်အကြဆုံးဖြစ်တယ်ပေါ့နော် MDY PDF ရဲ့ထုတ်ပြန်ချက်အရဒီသတင်းပေးတချို့တွေဟာတပ်ပြေးတပ်ဖွဲ့ဝင်တွေကနေတဆင့်တော်လိုင်းတပ်ဖွဲ့တွေကိုပုံစံအမျိုးမျိုးနဲ့သတင်းချက်လက်တွေရယူတာတွေပြုလုပ်နေတယ်လို့သိရပါတယ်ပစ္စည်းနဲ့မုတ်ပို့ပေးမယ်လို့ဆိုကတီနေရထောက်လန်းစုံစမ်းတော့တပ်ဖွဲ့ဝင်မျိုးသမီးတွေရဲ့အကောင့်တူတွေဖန်နေပြီးဆက်သွယ်ချိတ်ဆက်သတင်းချက်လက်ရယူတာတပ်ဖွဲ့ဝင်တွေရဲ့သမီးရေးစားပုံစံချင်းကပ်သတင်းယူတာတွေပြုလုပ်နေတယ်လို့လည်းဆိုထားပါတယ်ဒါအပြင်တပ်ပြေးရဲဘော်တွေအနေနဲ့တပ်ဖွဲ့ဝင်တွေထံကိုလည်းပတ်လာရောက်မယ်လို့လိန်လဲပြီးတီနေရထောက်လန်းစုံစမ်းတော့စေကူတောက်မှုခံနေတဲ့ရဲဘော်တွေကိုလူနာမင်းမယ်လို့ဆိုပြီးစေယုံတီနေရတွေရယူတာနဲ့တရင်တစ်ဖွဲ့စည်းထားတယ်လို့လိန်လဲပြီးတပြောင်းရွှေ့ဖို့စီယုံလှုံ့ဆော်ထောင်ချောက်ဆင်ဖမ်းဆီးတာတွေပါဝင်တယ်လို့လည်းအဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်ဒါအပြင်စစ်ကောင်စီရဲ့တချို့သတင်းပေးတွေကြောင့်တီနေရတိကျနဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေဟာအခြားသောတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေတွေမှာလည်းများစွာရှိနေတယ်လို့ MDY PDF ကဆိုပါတယ်ကျွန်တော် MDY PDF ကိုစစ်ကောင်စီဘက်ကဒီလုပ်ငန်းထောင်လှမ်းခဲ့တယ်ပေါ့နော်အလားတူပုံစံမျိုးကအခြားသောတော်လှန်ရေးတပ်ဖွဲ့တွေမှာလည်းလက်ရှိလှုပ်ဆောင်နေတာသို့မဟုတ်လှုပ်ဆောင်လာနေတဲ့အနေအထားမျိုးတွေ
ရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီလက်ရှိကျွန်တော်တို့ဖော်ထုတ်တွေ့ရှိခဲ့တဲ့ဒီတွေ့ရှိချက်တွေစစ်ကောင်စီရဲ့ဒီဆောင်ရွက်ထောက်လှမ်းမှုရန်နေရာတွေကိုကျွန်တော်တို့ကထုတ်ပြန်ကြေညာပြီးတော့ဒေါ်လာတပ်ဖွဲ့တွေဘက်ကတူတင်ကာကွယ်နိုင်ဖို့ပေါ့နော်လုံခြုံရေးစီမံတွေချမှတ်နိုင်ဖို့အရှိရွယ်ပြီးကျွန်တော်တို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဗျဒီသတင်းပေးတွေကြောင့်တိကျတဲ့ပြစ်မှတ်နဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးစစ်ရှောင်းစခန်းစာတင်ကျောင်းဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့တော်လိုင်းအင်အားစုတွေရဲ့ဌာနဆိုင်ရာရုံးတွေလေ့ကျင့်ရေးစခန်းတွေအထိပျက်စီးဆုံးရှုံးမှုတွေရှိခဲ့သလိုဒီဖြစ်စဉ်တွေအတွင်းမှာအရသားတွေထိခိုက်ဒဏ်ရာရသေဆုံးမှုတွေများစွာရှိခဲ့တယ်လို့လည်းတော်လိုင်းအင်အားစုတွေကဆိုပါတယ်သတင်းပေးတွေရှိလို့ပဲပေါ့နော်ပြီးကြတဲ့ဒီပြစ်မှတ်တွေပေါ့နော်ဒီဖြစ်စစ်ရှောင်းစကန်တွေစာတင်ကျောင်းတွေနောက်ပြီးတော့ဘာသာရေးဆောက်ဦးစသဖြင့်ပေါ့နော်အဲ့လိုပြီးကြတဲ့ပြစ်မှတ်တွေနောက်ပြီးတော့ဒီအခုဆိုလို့ရှိရင်ဒီအုပ်ချုပ်ရေးဆိုင်ရာစူပေါင်းဂိတ်တွေနောက်ပြီးတော့တချို့ပေါ့နော်ဒီအုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့နေရာမျိုးတွေကိုပုံကျတာတွေကိုကျွန်တော်တို့တွေ့လာရတယ်ပေါ့နော်အဲ့ဒါတွေကအဓိကပေါ့နော်ဒီစစ်ကောင်စီဘက်ကနေတင်ပေးမှုစနစ်ကြတဲ့အတွက်ဒီလိုပေါ့နော်ပြီးကြတဲ့ပြစ်မှတ်တွေကိုစစ်ကောင်စီဘက်ကဒီကြောင့်တိုက်ခိုက်မှုတွေနဲ့လှုပ်လာနိုင်တယ်လို့ပဲကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီလူထုကလည်းဒါအများကြီးစိုးရိမ်မှုတွေရှိလာတယ်ဒီဖြစ်ဒီနေ့စဉ်လှုပ်ရှားပေါ်လာရတဲ့အခြေအနေမျိုးမှာပေါ့နော်ဒီကြောင့်ရံရောနောက်ပြီးတော့လည်းကြီးရံတွေတော့ပေါ့နော်ညနေစိုးနေရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ဒီလိုသတင်းပေးတွေရဲ့ပြီးကြတဲ့သတင်းပေးမှုတွေကိုဖတ်ဆက်တွေ့လာတဲ့အခြေအနေမျိုးမှာပြည်သူတွေကတော့ဒါစိုးရိမ်တာမျိုးတွေရှိတာပေါ့နော်အာဏာသိမ်းမှုကြောင့်စီးရေးနိုင်ငံရေးကြက်တဲဆိုင်နေတဲ့စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ2024ခုနှစ်နိုဝင်ဘာလတုန်းကလည်းသူ့ရဲ့တရုတ်ခီးစဉ်မတိုင်ခင်မှာရှေ့ပြေးဖြစ်စစ်ထောက်လှမ်းရေးဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ပါရဂွန်အင်စတီကျုအဖွဲ့ကိုဆက်လွတ်ခဲ့ပါတယ်။အဲ့ဒီတုန်းကပါရဂွန်အင်စတီကျုအဖွဲ့မှာဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်ပါရဂွန်အင်စတီကျုရဲ့မြန်မာနိုင်ငံမူဝါဒရေးရာအကြံပေးအဖွဲ့ရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးသိန်းဆွေဗိုလ်မှူးကြီးဟောင်းလည်းဖြစ်အထူးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ဦးလှမင်းတို့ပေါ်ထွက်လာတာဖြစ်ပါတယ်။တစ်ချိန်ကအတိုက်ခံနိုင်ငံရေးသမားတွေကိုနှိပ်ကိုရမှာနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ထောက်လှမ်းရေးရန်တရားတွေကသူတွေကိုပြန်သုံးလာတာဟာတော်လှန်ရေးကိုနှိပ်ကိုဖို့ဖြစ်လိမ့်မယ်လို့နိုင်ငံရေးကဲခတ်တွေကထောက်ပြခဲ့ပူပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးမှာအဆိုးအဝါဆုံးရှုံးနိမ့်နေတာကြောင့်တော်လှန်ရေးအင်အားစုတွေကိုစစ်ရေးနည်းနဲ့သာမကပဲစနစ်တကျလေ့ကျင့်သင်တန်းပေးထားတဲ့ဒီသတင်းပေးတချို့တွေနဲ့ဖြိုဖျက်ဖို့ပုံမအသုံးပြုလာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။တက်မှာတော့ထောင်လန်းရန်တရားကအရင်တည်းကအားကောင်းခဲ့ပြီးသားပါတက်တွင်းကရုံးဌာနအဆင့်ဆင့်မှာကစလို့ဒီရက်ဖက်ပေါ်လေဒီလိုဌာနဆိုင်ရာရုံးတွေကနေစစ်ဘက်ဆိုင်ရာအထိမှာထောင်လန်း system ကကောင်းကောင်းနဲ့လည်ပတ်နေတယ်ဆိုတော့အခြားဘက်မှာလည်းရှိပါတယ်အောက်ခြေကနေဌာနဆိုင်ရာရုံးတွေအထိတွေမှာစစ်တပ်ကထောင်လန်းရေးသတင်းပေးတွေရှိတယ်ဆိုတာသိရတယ်ဒါကလည်းအခုမှမဟုတ်ဘူးလေအရင်တည်းကဒီလိုပဲဒီမှာနီးပညာအရစုံစမ်းထောက်လှမ်းတဲ့ system နဲ့ကွန်ရက်လို့ပြောလို့ရတဲ့အစစ်စစ်သတင်းပေးဖို့တဲ့စနစ်အဲ့ဒီလို system နဲ့သွားတယ်စစ်တပ်မှာယာရုကြီးတဲ့ဗိုလ်မှူးကြီးတွေကနေအရေးကြီးရင်ကြီးသလိုသတင်းရရှိမှုအပေါ်မှာအစစ်စစ်ကိုခဲ့ကြရတာပေါ့တစ်ဖက်မှာလည်းစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေဟာအတင်းအဓမ္မစိတ်အားစုဆောင်းခံနေရတာဖြစ်ပြီးဒီလိုအခြေအနေတွေကိုတင်းရှောင်ဖို့ PDF တဲဝင်လာတဲ့သူတွေစစ်တပ်ဘက်ကလက်နက်ချဝင်ရောက်လာတဲ့သူတွေဟာလည်းများစွာရှိနေတာဖြစ်ပါတယ်။ဒါကြောင့်တရှိုးအနေကိုကာကွယ်ဖို့အတွက်တော်လိုင်းအင်အားစုတွေအနေနဲ့တပ်တွင်းမှာလုံခြုံရေးစီမင်းဥပဒေတွေကိုစနစ်တကျချမှတ်ပြီးတပ်တွင်းလုံခြုံရေးစီမံတွေကိုအသေးချပြုလုပ်ကြဖို့အရေးကြီးတယ်လို့လည်း MDY PDF ကတိုက်တွန်းထားပါတယ်။